လူရီနာဖျားလို့ထင်နေတဲ့ဂျိုရှူဝါဘန်ကိုသူကြိတ်ပြမယ်ဆိုတဲ့ချန်ပီယံဘန်ဒိုဂျာ UFC Flyweight တန်းချန်ပီယံအလက်ဇန်ဒါဘန်ဒိုဂျာကစိန်ခေါ်လာသူမြမကျေပွင့်ဂျိုရှူဝါဘန်ကိုသူတီးပေးမှဖြစ်တဲ့အကြောင်းဆိုလာခဲ့ပါသည်ဒီကိစ္စနဲ့ပတ်သက်ပြီးသူကလူတိုင်းကကျွန်တော်နဲ့တွေ့တာနဲ့အဲ့ဒီဘန်အကြောင်းပဲမေးကြတယ်မေးတော့လည်းဖြေပေးရတာပေါ့ဗျာဘန်ကအရန်ကိုကောင်းတဲ့လူငယ်ကစားသမားတစ်ဦးဖြစ်ပါသည်သူရဲ့အသက်ကလည်း23ပဲရှိပါသေးတယ်သူကကျွန်တော်အတွက်ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်လာမယ်ဆိုတာတန်တရားမရှိပါဘူးသူရဲ့ကစားဟန်ကဘောက်ဆင်ကောင်းတယ်ကောင်တာလက်တီးတွေတီးကြတယ်အချိန်တိုင်းပြိုင်ဘက်ကိုပွဲသိမ်းနိုင်တဲ့စွမ်းရည်ရှိတယ်ကျွန်တော်ကတော့ဒီလိုအရေးချင်းရှိတဲ့ fighter တွေနဲ့ပဲကစားချင်တာပါဘာမဟုတ်တဲ့ fighter တွေကိုအနိုင်ယူပြီးချန်ပီယံကြီးဖြစ်မနေချင်ပါဘူးဘန်ကိုအနိုင်ယူနိုင်ခဲ့ရင်ကျွန်တော်လည်းဂုဏ်တက်မှာပါအခုကြည့်လေလူတိုင်းကဘန်အကြောင်းပဲပြောနေကြပါသည်သူ့ကိုနတ်ဖျားတစ်ပါးလိုသဘောထားနေကြတယ်ကျွန်တော်ကိုအေးအေးဆေးဆေးနိုင်သွားမယ်လို့ထင်နေကြပါသည်ဟုတ်ပါပြီကျွန်တော်တို့နှစ်ဦးကိုတန်စကားရဲတာအမြန်ထည့်ပေးပါဘာဖြစ်လာမလဲတွေ့ပါလိမ့်မယ်ဒီလိုပြောလိုက်လို့ဘန်ကိုအထင်သေးတာမျိုးတော့မဟုတ်ပါဘူးကျွန်တော်သူ့ပွဲတွေကိုအသေးစိတ်လေ့လာထားပြီးပါပြီဒါမျိုးပွဲမှာကြိုတင်ပြင်ဆင်မှုလိုသွားရင်ပေးဆက်ရမှာပါကျွန်တော်ကတော့အုံနောက်သုံးကစားသွားပါမယ်အမားလုံးမိရင် Brandon Rober လို့ခံလိုက်ရမှာပါဒီကောင်လေးကဆုံးရှုံးစရာဘာမှမရှိဘူးလေဒီပွဲရှုံးလဲတစ်ချိန်မှာချန်ပီယံဖြစ်လာနိုင်တာပဲကျွန်တော်မှတော့ဆုံးရှုံးစရာများပါတယ်လို့ဒီလိုပြောသွားခဲ့လိုက်တာပဲဖြစ်ပါသည်ဘန်ဒိုဂျာပြောသလိုပါပဲဘန်ကဒီပွဲရှုံးလဲလက်ရှိချန်ပီယံကိုရှုံးတာဖြစ်တဲ့အတွက်အဆင့်သိပ်ကျစရာမရှိပါဘူးချန်ပီယံစိန်ခေါ်သူအနေထားကိုအချိန်မရွေးပြန်တက်လာလို့ရပါသည်ဘန်ဒိုဂျာကတော့ရှုံးခဲ့ရင်ဆုံးရှုံးစရာပိုများသွားသူဖြစ်ပါသည်ဘာတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပါပဲ